အားလုံးပဲမင်္ဂလာပါခင်ဗျ။အချိန်လေးအကြောင်းတရားအမျိုးမျိုးကြောင့်ကိုယ်တိုင်ကိုယ်ကျစာဖတ်ဖို့အချိန်မရကြတဲ့ရဲဘော်များအတွက်ကျွန်တော်တို့ရဲ့ SOG တက်ရဲမှာရှိတဲ့စာအုပ်ကောင်းလေးများကိုဖတ်ပြပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီနေ့မှာဖတ်ပြဖို့ရွေးချယ်ထားတာကဇေယျစောကြီးရေးသားသောပြည်ကြီးပါရနေပင်ကိုရေးဝတ္ထုတို့များဆိုတဲ့စာအုပ်ထဲကဦးတော်ပိသားနဲ့ကိုခင်ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဝတ္ထုတို့လေးကိုမဖတ်ခင်ဝတ္ထုထဲမှာပါတဲ့စာကြောင်းလေးတစ်ခုကိုစတင်ပြီးတော့မိတ်ဆက်ပေးပြရတယ်။ဓမ္မီယောက်ျောင်းပါရချမ်းဝါလေရဲ့စတုံးမမြင့်တမြင့်နဲ့ခေါင်းငုံစာရင်းနေသောစီးရဲမတူကိုမြင်လိုက်ရသဖြင့်အံ့ဩမိသည်။စီးရဲမကိုမြင်တာနဲ့ဘာအံ့ဩစရာရှိလို့လဲလို့တွေးမိကောင်းတွေးမိနိုင်ပါလိမ့်မယ်။သို့သော1920ကျော်ကာလကရုံမြ၌အမျိုးသမီးစီးရဲမရှားသေးသောကြောင့်ဖြစ်ပါသည်။ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့စာဖတ်တဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်။ဝတ္ထုတို့လေးရဲ့ခေါင်းစဉ်ကဦးတော်ပိသားနဲ့ကိုခင်အခန်း1ဤနေ့တွင်တမနလုံးမိုးအုံ၍တနေ့ကင်းလုံးမိုးစိမ့်နေသည်ထိုအခါမျိုးတွင်ဘယ်ကိုမှမသွားခြင်းမလာခြင်းနှွေးသောနေရာတစ်ခု၌သာကုတ်၍နေဖို့ကောင်းတော့သည်တို့ရတွင်ထိုနေ့ကအိမ်ခန်းပြတင်းပေါ်တကားရွယ်တစ်ခုကိုဖွင့်ထားရဖြစ်သောနန်းရန်ဤအကွယ်တွင်ကျွန်တော်သည်တစောင်းထိုင်၍တပွဲပွဲကျနေသောမိုးပေါက်တို့ကိုကြည့်နေပြီထိုအခါမိုးရေဆိုးရွှဲနေသောကြီးတစ်ကောင်သည်သူ့အတောင်တစ်ခုကိုရုပ်သိမ်းကပြတင်းတကားရွယ်ပေါ်သို့နားလာပါသည်ကျွန်တော်ကမြင်ဟန်မတူပါကျွန်တော်သည်သူ့ကိုကြည့်၍အံ့ဩမိသည်ကြီးကန်းဆိုသည်မှာနေသည်နေတိုင်းမြင်နေရသောငှက်မျိုးဖြစ်သောကြောင့်ရခင်အခါများကသူတို့ကိုအလေးမမူခဲ့တော်လေဤအခါတွင်ပြတင်းတကားရွယ်ပေါ်တွင်နားလာသောထိုကြီးလေးကိုဂယုဆိုင်၍ကြည့်နေမိသည်ထိုကြီးကလေးသည်တကောလုံးမိုးရေဆိုးရွှဲနေသည်ဖြင့်သူ၏ကိုယ်ကာယသည်သေးသေးတော်တော်ဖြစ်နေသည်နှုတ်သည်ချွန်ချွန်တစ်ခုနှင့်မျက်လုံးမို့နှလုံးတို့ထင်ရှားသောသူ၏မျက်နှာသည်ငေးနေသောလက္ခဏာရှိသည်အကြောင်းတစ်ခုခုကိုသူစဉ်းစားနေပြီအမှန်ပဲသူအဖိုးလားအမလားသူ့မှာအတိုက်ရှိပါ၏လားအတိုက်ရှိရင်သူ့သားကလေးသမီးလေးများထက်ပြန်သွားဖို့ကောင်းတော့သည်လက်ဘေးတွင်မိုးရေဆိုးနေသောအမွေးနဲ့တို့သည်ကော့လန်နေကြသည်ဖြစ်ရာအောက်ခြေကအမွေးနုဖြူဖြူများသည်လေဘေးကိုရစ်ပတ်ဖြူပွေးနေကြသည်လေရစ်ဖြူဖြူနှင့်လှသောငှက်မဲကလေးပဲမိုးရေရွှဲ၍မိုးတန်တစ်ရှက်မြည်နေသောကဘာကြီးတွင်နှကုံးလောက်သောအာလိုက်သောသူ့အတန်သည်ချိုအေးလှသဖြင့်စင်စစ်ကြီးတံမဟုတ်ကောင်းကင်မှကျလာသောဂယုနာတန်တစ်မျိုးပါပဲအခန်းနှစ်မိုးရေကလည်းရွှဲလျက်ပင်ရှိသေး၏မိုးတန်ကလည်းရှဲလျက်ပင်ရှိသေး၏လေရစ်ဖြူဖြူနှင့်လှသောကြီးကလည်းပြတင်းတကားရွယ်ပေါ်မှာပင်ငေးလျက်ပင်ရှိသေး၏ဒီလိုနေလို့မဖြစ်သေးဘူးလေလှုပ်เสียရှိတယ်လှုပ်သွားเสียရှိတယ်သွားအောင်ပါပဲတယောက်တည်းမိတန်းကကျွန်တော်ကိုမမြင်သောကြောင့်စက်ရေးလည်းနေငေးနေရှာသောကြီးကလေးကိုသူ့ဘာသူနေသည်၍စာရေးစပွဲကုန်ရှိရာသို့ထလာခဲ့သည်စပွဲကုန်ပေါ်တွင်အသင့်ရှိနေပြီဖြစ်သောစာအုပ်နှုတ်ကိုမစည်းမထုတ်သေးခင်ကျွန်တော်သည်တစ်စေတစ်စောင်းလှန်လောကြည့်မိသည်တအုပ်သည်မိမတို့၏အပြစ်ကိုပြသောစာအုပ်ဖြစ်သည်တခြားတအုပ်သည်လည်းထိုသဘောကိုပင်ပြသောအပိုင်းပါသည့်စာအုပ်ဖြစ်သည်ဒီစာအုပ်ထဲမှာမိမတွေမကောင်းကြောင်းကြီးရေးထားတာပဲရေးတဲ့ပုဂ္ဂိုလ်ကမိမတွေနဲ့ကြွက်ကြက်ခဲ့ပြီးတဲ့သူ့ဆိုတိုင်းသာဖြစ်ရင်မိမတွေတဲဆိုးပါကလားသို့တော်လည်းမိမတွေအကြောင်းကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဒီချမ်းရေးသူကမိမတွေအကြောင်းကိုတော့လည်းဂယုစိုက်ပြီးအရေးသားပဲဒီစာအုပ်ထဲမှာလည်းအိဋ္ဌိယကရာပိုင်းကလူပြောအလွန်များမိမတွေရဲ့အပြေအကြောင်းပြောကြတဲ့အခါဒီအပိုင်းတွေအကိုအကားတွေခဏပါတယ်နောက်ပြီးတော့မိမတွေကိုမရှိမကောင်းရှိမကောင်းသည်မပေါင်းလက်ခဲ့ပေါင်းလက်ခဲ့ဤတဲ့ဆိုလို့ရလို့တော့အကောင်းသားတို့ပေတဲ့ဒီလိုတာဖြစ်ရင်ယောက်ျားတွေဘယ်လိုနေကြရမလဲလူပုံမှာမွေးမလာကြတာကကောင်းသေးတော့မွေးမလာကြရင်လည်းအမေတွေရှိကြမှာမဟုတ်ပြီဘူးကဲမွေးလာကြပါပြီတဲ့သူ့စာဆိုတဲ့ယောက်ျားလေးတွေကဝိဇ္ဇုံလောကကြီးကိုညီးကွေပြီအားလုံးဖုန်းကြီးလောက်ကုန်ကြရောဆိုပါတော့ဒီတော့အမျိုးရော်ရမှာမိမတွေကြီးပဲကြံရစ်ခဲ့ကြမှာပေါ့တော်ကြံဖိစာတွေဝင်လာကြရဲ့အခက်ပဲဖုန်းကြီးဝစ်တင်နဲ့ဒေါသထွက်ကြမယ်ဆိုရင်တော်အယုတ်ဆိုးပြီမယ်ဂိုင်းတော်ရှစ်သက်ပြီးတွေးမနေနဲ့တော်ကြံစားရဲပိတ်သွားလိမ့်မယ်စာအုပ်မှာသူကမာလို့ပို့သူကပို့လိုက်ရင်ပြေးရောမဟုတ်လားတယောက်တည်းအတွေ့ထဲမှာမိမိကိုမိမိစုံးမလိုက်သည်ထို့နောက်စာအုပ်ကိုတေချာစွာစက်ကူနှစ်ပတ်စာအုပ်၏နဘေးလေးဘက်တွင်ကျိုးပြခိုင်ကြည့်ထို့နောက်မျက်နှာတစ်ဖက်တွင်
အရှင်ဦးတော်ပြီးသားစကုတိုင်းမန္တလေးဟူသောလိမ့်ဆာစက်ကူတစ်ချက်ကိုကော်ဖြင့်ဖိကက်ပြီးလေသည်ထို့နောက်ထီတက်လက်ကိုစွဲဖွင့်စာအုပ်တော်ကိုပိုင်စာတိုက်သို့ထွက်လာခဲ့သည်အခန်းသို့စာတိုက်၏လူရှင်းလာ၏အတွင်းဘက်တွင်ပေါင်နေသည်ဖြင့်ဓမ္မိမြတ်ဖွင့်ထားကြရာတခန်းလုံးဝါထိန်နေသည်ကျွန်တော်သည်ရေစီစတီဌာနဘက်သို့လှမ်းကြည့်လိုက်သည်ဓမ္မိယောက်ျောင်းပါရချမ်းဝါလည်းရဲ့စတုံးမမြင့်တမြင့်နှင့်ခေါင်းငုံစာရင်းနေသောစီးရင်မတအူကိုမြင်လိုက်ရသဖြင့်အံ့ဩမိသည်ဌာနသို့ရောက်သောအခါကျွန်တော်သည်စာအုပ်တို့ကိုတန်တိုင်ကြားမှထိုးပေးလိုက်သည်ထိုစီးရင်မကကောက်ယူ၍ချိန်ခွင်ထဲထည့်ချိန်လိုက်သည်ထို့နောက်တစိကောင်းကဲ့ရန်ပြော၍စာအုပ်တို့ကိုကျွန်တော်အပြန်ပေးပါသည်ကျွန်တော်သည်တစိကောင်းရောင်းသောစိုက်သို့တွား၍ဝယ်စရာရှိသည်ကိုဝယ်ကက်စရာရှိသည်ကိုကက်ပြီးလျက်ဌာနဘက်သို့ပြန်လာမည်ဟုလှည့်လိုက်ရစာပုတ်တိုင်ဝေအဝေဝမှဝင်လာသောယောက်ျားပြူတဦးကို၎င်းထိုယောက်ျားပြူကိုမျက်လုံးပြူမျက်စံပြူဖြင့်အားသိလျက်ကြည့်နေသောစီးရင်မကို၎င်းမြင်မိသည်ကျွန်တော်သည်မိမိကိစ္စကိုအလျင်မြန်ပြီးသည်လိုသဖြင့်တစိကောင်းကပ်ပြီးသောစာအုပ်တို့ကိုတန်တိုင်ကြားမှထိုးပေးလိုက်ပြန်သည်စီးရင်မသည်စာအုပ်တို့ကိုကောက်ယူ၍အပြင်ဘက်သို့လှမ်းကြည့်ပြန်သည်ထို့နောက်အမိုးအောက်သို့ရောက်လာပြီးဖြစ်၍ခီးကိုခါဆောင်ပိတ်ခါမိုးရများကိုခါသက်နေသောရခင်ယောက်ျားပြူကလှမ်း၍အော်ကိုခင်မိုးရိပ်တဲ့ဘာကိစ္စထူးလာပြန်သလဲအိမ်ကိုရောက်ခဲ့ပလားသမင်းစားပြီးလားကျမပြင်ထားခဲ့တယ်လေဒီနေ့မနေ့ကိုခင်အလုံဆင်းလာတာစောလာကြည့်ကလားမိုးရိပ်လည်းဆိုလို့ရှင်းနေရှင်ထီလဲပါသားနဲ့စီမကတမိနစ်အတွင်းအထက်ပါစကားတို့ကိုရေရောစွာတွန်လွတ်နေကြကျွန်တော်ဤစာအုပ်တို့သည်နေရွက်မခန့်ဝဲထိုစီမချထားသောနေရာတွင်ခက်ကုတ်ကုတ်နေရရှာသည်ကျွန်တော်မှယောက်ျားပြူဤထီမှတစက်စက်ကြလာသောရေစက်များကိုကြည့်နေမိသည်ထိုရေစက်များသည်ကျမ်းပြေပေါ်တွင်စုပုံနေပြီးနောက်ဟိုဘက်စီးရတော့မလို့ဒီဘက်စီးရတော့မလို့ပြူပြီးမှမိမိတို့ဤအပေါင်းပေါ်များရှိရာရေမြောင်းထဲသို့အငိမ့်သားစီးစင်းသွားသည်ကိုလည်းကြည့်နေမိသည်ယောက်ျားပြူသည်ကျွန်တော်ဘက်သို့တစ်ချက်လက်ကြည့်၍မသိမသာပြုံးနေရဲ့ဘယ်ရလာစားရအောင်မလဲတော့ကိုထားမပြစ်ခဲ့ပဲနဲ့ဟုတ်တော့တို့ခါကတော့မပြေးမိဘူးကြည့်ပါဦးမေးလိုက်တဲ့ဖြစ်ရှင်ကိုခင်အခုအိမ်ကိုရောက်ရတဲ့နဲ့တကားတော့ကလောက်ခက်တာလို့မဝင်ခဲ့ရဘူးပေါ့အေးလေမေးမှတော့မှမထားခဲ့ပဲငါဖက်နဲ့လုပ်ပြီးဝင်နိုင်ပါလေတော့ကိုမမေးတော့ပါဘူးတော့အားလုံးတဲ့ပြောနဲ့ပြောပြီးနောက်ထိုစီးရင်မှသည်ခက်အုပ်ကိုရည်ရင်တော်ရဲကိုမိမိအင်ကြီးအိမ်မှာထုတ်လိုက်သည်တော်ရဲသည်ချွေကလေးမြည်လေးရဲ့အလင်းသို့ထွက်လာသည်ခက်အုပ်မြည်သောထိုစီးရင်မှရည်တန်းသည်အလင်းသို့ထွက်လာသောထိုတော်ရဲကိုယောက်ျားပြိုကြီးလက်သို့ရောက်အောင်တစောတလင်လိုက်ပို့လိုက်သည်ရည်တန်းတစ်ခုတည်းကလိုက်ပို့ရသည်မှအားမရသေး၍လားမသိကိုခင်ဟိမလောင်ယူသားနော်ကြောင်ရင်ထဲမှာရှိနေရဲ့ဘိုးလုံးအထီကိုစောင်းသွားပါဟူသောစကားတို့ကစာပိုးတိုင်ဝဲအဝင်ဝတိမမီမကန်လိုက်ပို့ပြန်လိုက်သေးသည်ခန်းလေးမိုးရလည်းရွှဲလျက်ပင်ရှိသေး၏မိုးတန်ကလည်းရှဲလျက်ပင်ရှိသေး၏ကျွန်တော်သည်လွမ်းစရာကောင်းလာသောထိုဇက်တို့ကိုမြင်ရပြီးတီနောက်တန်နိုင်ရှိတဲ့ရဲဝဲစွာမက်မက်ရက်လိုက်ပါသည်ထိုအခါကျမှပင်ထိုစီးရင်မှသည်အဲ့ရမှလန့်လို့လာပြီးတကဲ့သို့ကျွန်တော်ဟာမျက်လုံးပြူမျက်စံပြူဖြင့်ကြည်ပြီးလျင်အိမ်သည်ပြန်ဆဲ၍ကျွန်တော်ဤစာအုပ်တို့ကိုကောက်ယူလိုက်သည်ထို့နောက်လိမ့်စာကိုကြည်ပြီးလျင်လက်ခံစာအုပ်တင်ရေး၍ဖြတ်ပိုင်းတစ်ရွက်ကိုကျွန်တော်ကမကြည့်ပဲပြန်ပေးလိုက်ပါသည်ကျွန်တော်လည်းဖြတ်ပိုင်းစာရွက်ကိုလှမ်းယူ၍ထက်လာရင်အမတ်တမဲ့ဖြတ်ပိုင်းမှာစာကိုကြည့်လိုက်ရအရှင်ဦးသားပြီးသားစကူတိုက်မန္တလေးဟုရေးရမည်နေရာတွင်ကိုခင်စကူတိုက်မန္တလေးဟုရေးထားသည်ကိုတွေ့ရသည်ပြုံးလဲပြုံးကျင်လာတော့သည်ကျွန်တော်ချက်ချင်းပြန်လိုက်၍တကယ်စိတ်ဆိုးလျက်မျက်နှာထားမျိုးဖြင့်ပြုတ်ကျုံးရဲ့အရှင်ဦးတော်ပြီးသားကိုခမည်းကဘာဖြစ်လို့ခမည်းကိုခင်လှုပ်လိုက်ရတာလဲမေးပြောရင်ဖြတ်ပိုင်းစာရွက်ကိုပြန်ပေးလိုက်ပါသည်ထိုအခါစေးမသည်မျက်လုံးပြူမျက်စံပြူဖြစ်ပြန်၍ကျွန်တော်ကကြည့်လိုက်ဖြတ်ပိုင်းစာရွက်ကကြည့်လိုက်အတန်းချအံ့အားသင့်ပြီးမှပြုံးလာပြီးလေတိခတ်ပါရှင်တိခတ်ပါကျမယောက်ျားကိုခင်ရောက်လာတာနဲ့ဥဆိုကဖြတ်ပိုင်းစာရွက်ကိုပြင်းပြီးရေးပါသည်ထို့နောက်ရှက်သွေးကြောင့်ပြောင်းမွေ့မဲ့ဖြစ်နေသောမျက်နှာဖြင့်ကျွန်တော်ကမရေရဲကြည့်ကဖြတ်ပိုင်းကိုပြန်ပေးသည်ကျွန်တော်လည်းလှမ်း၍ယူရင်ဒီလောက်ပဲလာပြဟုဆိုကစာပို့တိုင်းမှခွာခဲ့သည်ထို့နောက်ထိုစီးမ၏ရည်တံကိုကြားလိုက်ပါသေးသည်ဥတော်ပိတာကတော့ငယ်ပြူမှုစာအုပ်လုံးမှာပါတဲ့မိမတွေမကောင်းကြောင်းကိုချက်ချင်းသဘောကျပြီးအလွယ်တကူလက်ခံလိုက်ပါမယ်တကယ်လို့မြတ်ဒီအကြောင်းကိုကိုခင်ဖက်ကြည့်ရင်သူကလွယ်လွယ်ကူကူနဲ့လက်ခံနိုင်ပါဟောတာကစဉ်းစားစရာပဲအလိုဒါငါရေးမဟုတ်ပါဘူးကိုခင်ရဲ့ရေးပါ
တော်တော်စိန်ရောက်လာတယ်တယောက်တည်းအတွင်းထဲမှာဒုတိယချိန်မိမိကိုမိမိဆုံးမ၍မိမိအိမ်သို့ပြန်လာပါသည်မိုးရေကလည်းရွှဲလျက်ပင်ရှိသေး၏မိုးတံကလည်းရွှဲလျက်ပင်ရှိသေး၏လက်ရည်ဖြူဖြူနှင့်လှသောကြီးကလေးသည်ပြတင်းပေါက်တကားရွက်ပေါ်မှာရှိမှရှိသေး၏လားသူ့အတိုက်သည်ပြန်သွားပြီလားကြီးတော့ကြီးပဲတို့ရတွေနှခုံးလောက်သာအားလိုက်တော့သူ့အတန်သည်ကြီးတယ်မဟုတ်ကောင်းကင်မှကြလာသောဂယုနာတန်တစ်မျိုးပါပဲကန္နာလောကဖေဖော်ဝါရီ1934ဒီစီပလေးကိုအစားအနေအဆုံးထိလိုက်ပါနာတော့ပေးကြတော့ပြည်သက်တူးချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုယ့်ဘဝကိုယ်ကကြပါကိုယ်တိုင်ဖန်တီးနိုင်ပြီရင်းညံလွတ်လပ်သောဘဝများအများဆုံးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျကျွန်တော်ကတော့စာဖတ်သူကိုတီးကြဖြစ်ပါ